多钱？你把骗哪嘞？俺你有လက်ထက်မယ်ဆိုရင်你ငါ့ကိုလက်ခံပါလား你把你表娘嘞？ငါမေးတော့ပဲဖြေဟာ你ငါ့ကိုလက်ခံနိုင်လား我来看嘛嘞。မမျိုးနေကောင်းလား ရင်ဆုံးထိုင်မအောင်တွေရဲ့ ဟုတ်ကဲ့ပါမကြီး နဲ့အန်ဒီအတွက်အေးတော့မှားထားပေးရဲ့သူစားချင်တာရှိလို့ရှင်ထပ်မှာနော် ဆွေမျိုးရောက်တော့မှသမီးရဲ့အထွေထူးအခန့်နေကြမလို့ပါဘူးဟုတ်တယ်မလားမညို ဒါဘောຫນွေရဲ့ຫນွေဦးနဲ့လည်းမဆုံရတာကြားပြီတမျိုးထဲမှာနေပြီးခုလိုအကြောင်းကိစ္စရှိမှပဲဆုံရတော့တယ်အခုလိုကြက်ကြက်မမနဲ့တွေ့ရတာဝမ်းသာပါတယ်ຫນွေရဲ့ အသက်ရွယ်တစ်ခုရလာတော့လေကျမ်းမာရေးပဲခရီးဆိုင်နေတာတော့မညိုရဲ့ဒုမညိုရတော့ဘယ်ချင်းချင်းအမြဲလှနေတယ် အေးတို့ညမအောင်မမိပါဘူး ကဲဒီညီမနဲ့ရောစကားကောင်းနေတယ်လိုင်းကိစ္စအောင်ပြီးတော့မယ်မမနဲ့သိတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့သားနဲ့မမနဲ့သမီးကလူငယ်တဘာဝမေတ္တာမျှနေရလေမမနဲ့ ကဲပါကိုလင်းမောင်ရဲ့တို့ကခင်မိပါတယ်ကိုလင်းမောင်တို့ရဲ့သားနဲ့ကျမရဲ့သမီးကိုသဘောတူပါတယ် ကဲတားနဲ့သမီးလူကြီးတွေကတော့သဘောတူကြပြီနော်အဲ့တော့တာမင်္ဂလာကိစ္စအမြဲဆုံးစီစဉ်လိုက်တော့နော် ဟုတ်ကဲ့ပါ Hi. မနေနေလဲอ่ะဘုရားမောင်တော်စံလင်းမောင်ထံတို့ညီသူအနှံကြီးနီ ကျမတော်ညီမျိုးအနံပါသည် ဘုရားသမီးမနေနေလဲอ่ะဘုရားမောင်တော်စံလင်းမောင်ထံတို့အနှံတော်မူဖြစ်ပါတဲ့ဖြင့်ကန့်ကွက်မှုတွေများရှိပါကလားကန့်ကွက်မဲ့သူရှိရဲ့အတွက်ဘုရားနဲ့ဘုရားသမီးကနေရာအမှန်ယူပေးကြပါ